မရှိတော့တဲ့ချိန်ကျမှမိမိအတွက်ဖေးအတွက်ဆိုငါဘာမှလုပ်လို့မရလို့ပြ ဟယ်လိုအမေတာကူမဖုန်းခေါ်တာတွေ့လိုက်လို့ဒီလားအမေဒီနေ့တော့တားလိုက်မပို့တော့ဘူးဒီလားဒီမှာတာကစတမားလေးရောက်နေလို့လေစကားလေးပြောတရားလေးလည်းရှိလို့အားကြောင့်မလို့တာနောက်နေ့မှလိုက်ပို့ရမယ်နော်မေဟုတ်မေဟုတ်ကဲ့ပါကိုဟုတ်အဲ့ဒီကိစ္စလေးကိုအရင်စိတ်မပူပဲနဲ့လေညီမလေးတို့ဘက်ကအကောင်းဆုံးဖြေရှင်းပေးပါမယ်ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါရှင်ဟယ်လိုမေဟုတ်မေဟုတ်အစမအလုပ်တွေမှာအားသေးလို့ခဏလေးတော့နောက်မှပြန်ဆက်လိုက်မယ်ဒီလားအားဆိုဒါပဲနော်ဒီနေ့ကပြင်စရာမလိုတော့တော့ နေရဆိုဒီအောက်မှာလေးလာနော် ဟုတ်အဲ့ဒါပြီးတော့ပြီးပြီ ဆိုအောက်ကမှာတယ် အဲ့ဒါညနေပိုင်းမှာဆက်ရိုက်လိုက်မယ်ဟယ်လိုမေဒီညမစားဖြစ်တော့ဘူးပြီးရင် customer တွေကိုဒင်းနာလိုက်ကျွေးရအောင်ပါဒီညမိုးချုံမယ်နော်အိမ်ထဲပြန်လာမှမိုးချုံပါအိမ်နေလေနော်တော့ထားနေကြနေရမှာပဲထားလိုက်နောက်မှစားမယ်နော်မေနော်ဟုတ်ဒါပဲဟုတ်ကဲလေးတွေလိုချင်နေရှိလဲစိတ်ပြေကြလား ဒီပါလေ ရှိမှာပေါ့ဒီတစ်ပတ် ဖြစ်ရမှာပေါ့ โอเคဒါပဲတာမတို့တွေခီးသွားဖို့ MD ကိုတင်ပြဟုတ်တယ် ဟုတ်ကဲ့ โอเคစူးစမ်း ဟုတ်ကြိုက်ကြိုက်ဆိုင်ပါပြော ဒီလိုပဲတရားငါတို့တားကက်ထိအောင်လို့ပေါ့ပြောရတာ အေးပါ သူကပူရတယ် အမေကပြင်မနေပြီလားဖာလားပေါ့ဆိုင်လည်းပို့တာအများကြီးပဲငါလည်းလုံးမနဲ့ဝင်အောင်ဖောက်ပြပါဘူး ဟုတ်လေ AM ဖုန်းတွေတောက်တောက်ဆက်နေဘူးတက်တိပြင်မဖြစ်ရသေးအားရနေ နင်ရောဒီဘက်ဘာလို့ဆက်ရှိသေးလဲ ဒီတစ်ပတ်လည်းမအားပါဘူးကွာအာမကန်ကိစ္စရည်နဲ့မြို့တွေကသွားရအောင်တနေ့တနေ့နားရတယ်လည်းမရှိဘူး AM ချိန်မပေးလို့ပြောနေပါလား အေးဟုတ်တယ်ဖုန်းဆက်လာတိုင်းနဲ့မကင်ဘူးလို့ခါမှမကင်ဖြစ်တာများနေတာလေ နေ့နဲ့ငေါ့ဒီ customer တွေနဲ့ပဲလုံးပန်းနေတာသူတို့တွေကခေါ်ရင်သွားလိုက်သူတို့နဲ့ပဲအချိန်ကြီးပေးနေနော် အေးလေကွာ တင်းကဖုန်းဆက်တာတော့မကင်နိုင်ဘူးကွာငါတို့မိသားစုတွေအတွက်ကြတယ် ကလေးကြီးခဏမကောင်းပါဘူးဘာဖြစ်ကြလဲခုနကလေးတို့ဟိုမိသားစုအကြောင်းကြီးပြောတယ်အမှကြားလိုက်တယ်ဟုတ်လားမကူတာနော်ခါကြရင်လည်းမတို့ကစဉ်းစားမိတယ်အခုဆိုရင်မတို့ရဲ့ဒီလုပ်ငန်းလုပ်တဲ့အခါမှာမတို့ကကန်ချာမာတွေနဲ့ဒီပေါင်းစုံနဲ့ပေါ့နော်ကန်ချာမာပေါင်းစုံနဲ့တွေ့ဆုံပြောဆိုရတယ်ဆက်ဆံရတယ်သူတို့ကိုအကောင်းဆုံးဖြစ်နိုင်အောင် service တွေအများကြီးမတို့ပေးခဲ့ရတယ်။ဥပမာသူတို့ရဲ့လိုအပ်ချက်တွေသူတို့ဘာလုပ်လဲသူတို့ဘာကြီးကြိုက်တက်လဲမတို့မှာသူတို့အတွက်ကိုပဲအများနဲ့လိုက်ဖြည့်ပေးလို့ရတယ်ပေါ့နော်။ customer service ကိုအကောင်းဆုံးလုပ်ရတယ်။သူတို့ချိန်တဲ့အချိန်ကို right time နေသွားရတယ်။ပိတ်ရက်တွေဆိုလဲမတို့မနာရအောင်။မတို့အမြဲတမ်းကောင်းတဲ့ကောင်မတို့ကဒီ customer တွေစိတ်ကျဉ်နေမှုရအောင်မတို့အမြဲတမ်းပေးနေရတယ်ပေါ့နော်။စဉ်းစားကြည့်ပါဦး။မတို့ပိတ်ရက်တွေမှာမိသားစုတွေချိန်ပေးနိုင်နေလား။ပြီးဥမာမိဘတွေကဖုန်းခေါ်ရောအချိန်မပြတ်ဖြေနိုင်နေရတာဖြေနိုင်ရအောင်သူဆိုရင်တော့လာရတယ်တားလုံးရှုံနေလို့သမီးလုံးရှုံနေလို့ဒါပေမဲ့ဒီလိုမှကျတော့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဗျာအဲ့လိုပြောနေကြရတာမဟုတ်ဘူးလားဒီချာစဉ်းစားကြည့်မယ်ဆိုရင်အမတို့အပေါ်အမတို့ရဲ့ဒီကောင်းကျိုးဆိုးကျိုးအမတို့လိုအပ်ချက်တွေဘယ်သူဖြည့်ဆည်းပေးလဲအကောင်းဆုံးအမတို့ customer တို့အကောင်းဆုံး service ပေးတယ်လို့သူတို့ရဲ့စိတ်ကျဉ်တဲ့မှုကိုအမတို့ပေးနေတယ်လို့အမတို့ရဲ့စိတ်ကျဉ်တဲ့မှုအမတို့ရဲ့ပျော်ရွှင်မှုကိုအမတို့မိသားစုမှာမရှာလို့ရနိုင်ဘူးတခြားဘယ်သူစီမှာမရှာလို့မရနိုင်ဘူးအမတို့ချစ်တဲ့သူတွေကအမတို့မိသားစုတွေဒါပေမဲ့အမတို့ကချစ်တဲ့သူတွေကအမတို့ customer အဲ့လိုဖြစ်နေတယ်အမတို့ customer တွေကိုအကောင်းဆုံး service တွေပေးခဲ့တယ်လို့စကားတွေအကောင်းဆုံးပြောခဲ့တယ်လို့
မတို့မိသားစုတွေမတို့အဖေတွေအမေတွေနော်မတို့မိသားစုမတို့အချိန်ပေးရမယ်အခုဆိုရင်ကပိတ်ရက်တွေမှာတော့မှာပဲကစတမာမင်းလာခဲ့ဆိုတန်းခေါ်လာချက်ချင်းရအောင်သွားကြမေမေကအေးတားရေးမင်းဒီနေ့အမေကိုလိုက်ဖို့ပါဆိုရင်တော့မေသားမအောင်အကယ်၍မြန်ကိုယ့်ရဲ့မိဘတက်ရှိထင်ရှားမရှိတော့ဘူးလို့လုပ်ကြမယ်အစားထိုးလို့ဘလို့မှပြန်မရနိုင်ဘူးမတို့ရဲ့မိသားစုတွေမတို့ရဲ့မိဘတွေဟိုကလေဘာဖြစ်လို့မှဒီလိုပြောရလဲဆိုတော့လေအခုဆိုရင်အမကမိဘမရှိတော့ဘူးဖေရောမေမရှိဟုတ်မောင်လေးတို့ကမှလက်ရှိဒီတက်ရှိထင်ရှားအဖေရောမေရောမိဘတွေရှိကြတယ်ဂယူဆိုင်မဲ့သူတွေရှိကြတယ်အမမမိဘတွေမရှိတဲ့အတွက်ခုလာမဲ့အမေများနေတော့မှပဲမအမေကမှလက်ဆောင်မပေးနိုင်တော့မိမိပြောပါသေးဆိုပြီးမလို့ဆက်လိုက်ဒါမှအခန်းအကြပေါ့နော် sorry ပါအမငုံမိတယ်ဆိုရင်ဟိုကအမပြောချင်တာလေမိဘဆိုတာတက်ရှိထင်ရှားရှိနေတဲ့အချိန်မှာပဲအကောင်းဆုံးဘာလို့ပေးနိုင်တာမရှိတော့တဲ့အချိန်ညမှာမိမိအတွက်ဖေးအတွက်ဆိုပြီးငါဘာမှလုပ်လို့မပြောပြောရမယ်ဆိုရင်တေဆုံးသွားရင်တော့ပါတေဆုံးသွားရင်တော့မလို့ဘလို့မှသူ့အတွက်ဘာမှမလုပ်ပေးလို့မရတော့ဘူးအခုလို့ရှိနေတဲ့အချိန်မှာကိုယ့်ရဲ့အမေကိုယ့်ရဲ့အဖေကိုအကောင်းဆုံးဂရုစိုက်နော်အမဆိုအခုမတွေ့ပြီလေမောင်လေးတို့ဆိုရင်မေဖေဆိုပြီးဖုန်းကောတွေဝင်ကြတယ်မက်ဆေ့တွေဝင်ကြတယ်အရန်အားကြမအဲ့လိုဝင်မှုမက်ဆေ့လည်းမရှိဘူးထမင်းစားပြီးပြီလားလို့မေးဖို့ဂရုစိုက်ဖို့ဘာမှမိပါမရှိဟောတို့ရန်ကန်ကောင်းတယ်ခုလို့ကိုမိဘဆိုတာဖះနဲ့တကိုင်းနဲ့ထားရတဲ့သူတွေတိဟုတ်တယ်မလားအဲ့တော့မိဘတွေရှိတဲ့အချိန်မှာအကောင်းဆုံးဂရုစိုက်ပါတို့လေသိမရှိသူတို့ယူစုပါအဓိကအချိန်ပေးပါသူတို့လိုအပ်တာဟာလေငွေမဟုတ်ဘူးသိလားမောင်လေးတို့ရဲ့နှွေးထွေးမှုချစ်ချင်းမြတ်တာဂရုစိုက်မှုကိုသူတို့ကလိုအပ်တာဆန့်ရှာတယ်ဆိုတာကိုယ့်ရဲ့ရေရှည်မှာကိုအများကြီးဆန့်ရှာတွေ့ရတယ်ဒါပေမဲ့မိဘတွေရှိစေဆုံးပါပဲမတော်ဂရုစိုက်ပြီးလို့ရမှာနော်အဲ့အတွက်ကိုမော်လေးလေးကင်းဆိုင်ဖို့အမှပြောချင်ပါတယ်နော်အကောင်းဆုံးပြီးဆိုင်ပါကိုမိပါတယ်